အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ gastrointestinal tract ပေါ့နော်အစာရည်နဲ့ဦးလန်းချောင်းနဲ့ပတ်သက်တဲ့ဆေးဝါးအုပ်စုပေါ့နော်ဒါတွေကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒီကျွန်တော်ရှေ့အပိုင်းတွေမှာတော့ central nervous system တို့ cardiovascular system တို့ဒါတွေကို respiratory system တို့အပိုင်းလိုက်ရှင်းပြထားရပေါ့နော်ဒီနေ့မှာ GI tract ပေါ့နော် GI tract မှာ gastrointestinal အစာရည်နဲ့ဦးလန်းချောင်းဆိုင်မှာသုံးတဲ့ဆေးဝါးတွေကိုsharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ခေါင်းစဉ်တွေက antacid เนาะ antacid ရှိမယ်ပြီးရင် A2 receptor blocker အုပ်စုရှိမယ် PPI proton pump inhibitor အုပ်စုရှိမယ် anti emetic ပေါ့နော် anti emetic ပြောက်ဆေးအုပ်စုရှိမယ် anti diarrheal ဝမ်းချောဝမ်းပြတ်မှာသုံးတဲ့ဆေး laxative ဝမ်းပြောစေတဲ့ဆေး bisacoline ဒါတွေရှိမယ် anti spasmodic ပေါ့နော်ဒီ spasm ရတာပေါ့နော်ကြော်သားတွေကျုံသွားတာအဲ့လိုမျိုးဒီနေရာမှာသုံးတဲ့ဆေး anti ulcer drug ulcer ဆိုအနာကိုပြောပါတော့ဒါတွေရှိမယ်နော်ဒါတွေဒီအုပ်စုတွေကိုကျွန်တော်ဒီနေ့ share လုပ်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1မှာ antacid မှာဆိုရင်အလူမီနီယမ်ဟိုက်ဒရော့ဆိုက်ပေါ့နော်အလူမီနီယမ်ဟိုက်ဒရော့ဆိုက်မက်ဂနီဆီယမ်ဟိုက်ဒရော့ဆိုက်ရှိမှာနော်ကယ်လ်ဆီယမ်ကာဗွန်နိတ်ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ဒါပါတယ်ပေါ့နော်ဒါ antacid အုပ်စုပေါ့လေဆေးတွေပေါ့နော်ရက်ခေါ်လေဆေးဂျယ်လမက်တို့ဆီလိုဆိုဂျင်တို့ဆိုတာ digest တို့အဲ့လိုမျိုးဆေးတွေမှာဆိုရင်အလူမီနီယမ်မက်ဂနီဆီယမ်ဆီမီတီကုန်းဒါတွေပါတယ်ပေါ့နော်အလူမီနီယမ်မက်ဂနီဆီယမ်နှစ်မျိုးလုံးတွဲပါတယ်ပေါ့နော်ဒီ MOM တို့ဘာလို့မှဆိုရင်သူက MOM ကြတော့ဝမ်းပြော့စေရပေါ့နော်အဓိကမက်ဂနီဆီယမ်ကဝမ်းပြော့စေတဲ့အာနိသင်အလူမီနီယမ်ကဝမ်းချုပ်စေတဲ့အာနိသင်အဲ့ကြောင့်မလို့ ဝမ်းချုပ်တဲ့လူ MOM တို့ဘာလို့တောက်ကြရပေါ့နော်MOM ကသူ့အရှိကောက်ကြတော့ make of magnesium ပေါ့နော်magnesium ဝမ်းပြောစေတဲ့ဓာတ်ရှိတယ်ပေါ့နော်ဒါကြောင့်မလို့တချို့လေဆေးတွေမှာအနှစ်မျိုးလုံးပါတယ်ပေါ့နော်ဒါ antacid ပေါ့ antacid အုပ်စု antacid မှာဒီ၄မျိုးရှိမယ် A2 receptor blocker ပေါ့နော် A2 receptor blocker မှာဆိုရင် ranitidine famotidine cimetidine ပေါ့နော် cimetidine လို့ခေါ်တယ်cimetidine လည်းခေါ်တယ်ပေါ့နော် ranitidine famotidine cimetidine ပေါ့နော်အဲ့လိုမျိုးရှိတယ် A2 receptor blocker ပေါ့နော် ranitidine ကတော့ဒီအဆိုင်သမားတွေမှာတောက်ကြတာ R 150တို့ဘာလို့ brand name နဲ့လာတယ်ပေါ့နော် ranitidine R 150ဒီ omeprazole တချို့က omeprazole တောက်တယ်တချို့လည်း ranitidine တောက်တယ်ပေါ့နော်ဒါကတော့တစ်ခုမရတစ်ခုတောက်လို့ရတယ်ပေါ့နော်အဆိုင်သမားတွေမှာဆိုရင်ဒါတောက်ကြ ranitidine famotidine cimetidine PPI ပေါ့နော် proton pump inhibitor ပေါ့ proton pump inhibitor မှာဒီမှာ prazole နဲ့စုံတဲ့အုပ်စုပေါ့နော် omeprazole esomeprazole pantoprazole lansoprazole ပေါ့နော် omeprazole ကတော့တော်တော်များများသိမှာပါဒါကတော့အသုံးများကြတယ်ပေါ့နော် omeprazole ဆူမီဆက်နာမည်နဲ့လာတယ်omeprazole နာမည်နဲ့လည်းလာတယ်ပေါ့နော်နာမည်ကတော့အမျိုးမျိုးရှိမှာဆိုဆက်နာမည်နဲ့လည်းလာတယ်တကယ်တော့ omeprazole ပါပဲနော် omeprazole ပဲသူက brand name အမျိုးမျိုးနဲ့လာတယ်တစ်ခုမရရင်တစ်ခုရွေးချယ်လို့ရတယ်ပေါ့နော်သူကကျွန်တော်ရှေ့ကသင်ခန်းစာတွေမှာပြောသွားသလိုပဲသူရဲ့ composition contains မှာဘာလဲဆိုတာကြည့်ပြီးတော့အာနိသင်တူတယ်မတူဘူးဆိုတာကြည့်လို့ရတယ် brand name ကိုလိုက်ကြည့်ပြီးအရာကိုလိုက်ကြည့်ပြီးတော့နားမလည်တဲ့လူကဒီလိုမျိုးပဲလိုက်ရှာကြရပါတော့အဓိကတော့ composition contains ကိုကြည့်ပြီးတော့ဘာပါဝင်လဲအာနိသင်တူလားဆိုတာကြည့်လို့ရတယ်ပေါ့နော်ဘယ်လောက်မီလီဂရမ်တူလားဆိုတာနှိုင်းရှင်းလို့ရတယ်ပေါ့နော်ဒါ PPI အုပ်စုပေါ့နော် omeprazole esomeprazole pantoprazole lansoprazole pantoprazole ဆိုတာလည်း pantosid ကိုပဲပြောရပဲเนาะ pantosid 20 40 pantosid ဆိုတာ brand name သူ့ရဲ့ composition ကိုကြည့်လိုက် pantoprazole ပဲ20ပါတယ်40ပါတယ် pantosid ဆိုတဲ့နာမည်ကစမ်းဖားမထုတ်ထားတယ်မလို့စမ်းဖားမကုမ္ပဏီကထုတ်လို့စမ်းကထုတ်တဲ့ဟာပေါ့เนาะအဲအကြောင်း pantosid ဆိုနာမည်ထုတ်တာအဓိကတော့ pantoprazole ပဲเนาะ anti emetic เนาะ anti emetic အနာကိုတားဆီးပေးရပါတော့ပြောက်ဆေးပေါ့ပြောမှဆိုရင် domperidone တချို့ဆိုရင် omeprazole နဲ့ domperidone နဲ့ပေါင်းထားတာနှစ်မျိုးတွဲလာတာပေါ့နော်အန်နာရောအစာရင်သမားအန်နာရောပါဟုတ်တဲ့အဲ့လိုနှစ်မျိုးတချို့ကျ omeprazole တိတန့်တချို့ကျ pantoprazole တိတန့် pantoprazole နဲ့ domperidone နဲ့နှစ်မျိုးပေါင်းတာရှိတယ်အဲ့လိုမျိုးပေါ့နော် metoclopramide ပေါ့နော် metoclopramide လို့လည်းသုံးကြထွက်ကြရပါတော့နော် metoclopramide domperidone ပြီးရင် ondansetron ပေါ့နော် ondansetron ဒါမျိုးရှိဒီ၃မျိုးရှိမှာပေါ့နော်အဲ့ဒါအန်ပြောက်ဆေးအနေနဲ့တစ်ခုအသုံးများတာတော့ domperidone တော့သိကြရပါတော့တောက်ဖူးနေကြလို့ဆိုဒါအသုံးများကြတယ်
ဒီအသုံးနည်းတဲ့ဟာဆိုရင်ဟုတ်ပါမလားအဲ့လိုမျိုးဖြစ်မှာဆိုလို့ပေါ့နော်ဒီအုပ်စုထဲမှာပါတယ်ပေါ့နော်အန်ပြောက်ဆေးထဲမှာပဲပါတယ်ပေါ့နော်ဒီမီတိုကလိုပရာမိုက်ထွန်ပါရီဒွန်အိုဒန်စီထွန်ဒါရှိမယ်အန်တီတန်ရီရပေါ့နော်ဝါရှောတဲ့နေရာမှာသုံးတဲ့ဟာပေါ့နော်လိုပါရိုမိုက်ပေါ့လိုပါရိုမိုက်ဒိုင်ဖီနိုဆီလိတ်ပေါ့နော်ဒိုင်ဖီနိုဆီလိတ်ရဲ့လိုပါရိုမိုက်ကဟိုဘယ်လိုပြောမလဲကြားဘူးပို့ပြီးတော့ကြားဘူးမယ်ထင်ပါတယ်เนาะလိုပါရိုမိုက်ဆိုတဲ့နာမည်ကတော့အိုမီပရာဇိုတို့လိုမျိုးပန်တိုစစ်တို့လိုမျိုးကြားဘူးနားရင်တဲ့နာမည်ပေါ့เนาะအဲ့လိုပြောမှဆိုရင်လိုပါရိုမိုက်ဒိုင်ဖီနိုဆီလိတ်ပေါ့เนาะဒီနှစ်ခုရှိမယ်ဒါ1 short တဲ့နေရာမှာသုံးနေတာပေါ့เนาะ1 short နဲ့1 guide တာလည်းမတူသေးဘူးပေါ့เนาะဒါ1 short တဲ့နေရာမှာသုံးနေတာပေါ့เนาะအန်တီတန်ရီရဲ့ပြီးလက်စစ်တစ်မှာဆို1ချုပ်တဲ့နေရာတွေမှာသုံးတာပါလက်ကျူလို့သူကအရေးလာတယ်ပေါ့နော်ဒီဗီစာကိုရိုင်းတို့ဘာလို့ဆိုရင်ဘီလက်ဒီလက်ပီလက်အဲ့လိုနာမည်တွေလာတယ်ပေါ့နော်ဒီလက်ကျူလို့ကအရေးအနေနဲ့လဲလာတယ်ပေါ့နော်ဟိုဒါမှာပေါ့နောက်ဘာ brand တွေရှိမလဲဆိုတော့ Evolet တို့ပါတော့เนาะအဲ့ဒါတွေမှာပါတယ်တခြားနာမည်တွေလည်းအမျိုးမျိုးရှိမှာပဲပေါ့เนาะဒါ Lactulose Bisacoran Sinna Cilian ဒါက1ချုပ်တဲ့နေရာမှာသုံးတဲ့ဟာတွေပေါ့เนาะတချို့ကျ M1 တို့ဘာလို့တောက်လို့မရတော့တဲ့ခါမှာပီလက်တို့ဘီလက်တို့ဒီလက်တို့ဒီ Bisacoran ပါဝင်တဲ့ဟာပေါ့เนาะအဲ့ brand name တွေသုံးကြရပါเนาะပီလက်ဘီလက်ဒီလက်ကတချို့ကတော့ပို့ပြီးတော့ကြိုက်ကြတယ်ပေါ့เนาะဒီပီလက်တို့ဘီလက်တို့လည်းဈေးလည်းနည်းနည်းလေးများတယ်ပေါ့နော်100 200လောက်များတယ်ဆိုတော့တချို့ကဒီလက်မှာရတယ်အဲ့လိုမျိုးသုံးကြရပေါ့နော်ဒါကတော့အဲ့ဒီပီလက်ဘီလက်ဒီလက်ဆိုတာဗီစာကိုရိုင်းပဲပေါ့နော်စင်နာစီလီယန်ဒါအပေါ်1လက်ဈေးတစ်ပေါ့နော်1ချုပ်တဲ့နေရာမှာသုံးတဲ့ဟာတွေအနီ spasmodic ပေါ့နော် spasmodic က hyosin dicyclobarin ဒီနှစ်မျိုးမှတ်ထားပါတော့ dicyclobarin နဲ့ hyosin ပေါ့နော်နောက်တစ်ခုက anti ulcer drugs ပေါ့နော် sucralfate နော် sucralfate gel အနေနဲ့လည်းလာတယ်ပေါ့နော် sucralfate misoprostol ပေါ့ misoprostol ဆိုတာဟိုဘယ်လိုပြောမလဲဒီဘိုင်းအောင်ဘိုင်းတာတွေမှာလည်းသုံးတယ်လို့တချို့မွေးပြီးသွေးသွန်တာတို့ဘာလို့မွေးပြီးသွေးသွန်တဲ့နေရာတွေမှာသွေးသွန်တာကိုကာကွယ်တဲ့အနေနဲ့လည်းသုံးတယ်ပေါ့နော် misoprostol တချို့ကိုဝင်ဖြတ်တဲ့ဈေးတွေနဲ့တွဲပြီးသုံးကြရပါတော့သွေးကိုဖြတ်ချရဲသွေးသွန်တာတက်တာအောင်လို့ဆိုပြီးတော့ဒါနဲ့တွဲသုံးတယ်ပေါ့နော်ကိုဖြတ်တဲ့ဈေးကတော့မပြောတော့ပါဘူးဒါဒီအုပ်စုထဲမှာပါတယ်ဆိုတဲ့အကြောင်းကိုရှင်းပြပေးတာပေါ့နော် misoprostol sucralfate ဒါလေးရှိမှာပေါ့နော်အဆိုင်နဲ့ဥလန်ချောင်းဆိုင်ဆေးဝါးမှာကျွန်တော်ပေလေးကိုလည်း like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့ဒီအဆိုင်နဲ့ဥလန်ချောင်းဆိုင်နဲ့ပတ်သက်တဲ့medical terms တွေပေါ့နော်အသုံးအနှုန်းတွေကိုနောက်ရမှာဆက်ပြီးတော့တင်ပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်